ကျွန်တော်ဤခွဲကားရကြောင်းခိုင်မာသောရေတိုင်းလေးဖြစ်၏ကိုယ်တော်နှင့်ရှောက်လေးလန်းပြီးပျော်ရွှင်လေးလေးလက်တော်ကျွန်တော်ကိုဆောင်တော်မူလုံခြုံစွာဝတ်ထားတော်မူပြီးကိုယ်တော်ရှင်သာကျွန်တော်တို့အောင်မြင်ခြင်းလောင်းဝိနေကြောကိုနေမှာလွတ်ချင်းခံတော်ငယ်ငယ်ကဲ့သို့ကာရခုံးရဲ့ကိုယ်တော်ကိုကျွန်တော်ချီးမွမ်းအပြည့်များဖြစ်လို့ခဲ့ပြီးတန်ချက်တော်ဖြင့်ချမ်းသာစေပြီးငြိမ်သက်ခြင်းနဲ့ပြည့်စေပြီးအသက်တာနေရဲ့စေသင်မေအရေးတော်မူသောချိုင်တဲ့ရှောက်သွားရသောလည်းမကြောက်ပါဟန်တန်နေတော်ဝေတော်သည်ချမ်းသာစေပြီးကျွန်တော်ရန်သူများရှေးမောင်းတွင်ဇပွေခင်ရဲ့ကျွေးမွေပြီးကိုယ်တော်ရှင်သာကျွန်တော်အောင်မြင်ခြင်းကောင်းဝေးနေကြောကိုယ်တည်းမှာလွတ်ချင်းခံတော်ငယ်ငယ်ကဲ့သို့ကာရခုံးရဲ့ကိုယ်တော်ကိုကျွန်တော်ချီးမွမ်းအပြည့်များဖြစ်လို့ခဲ့ပြီးတန်ချက်တော်ဖြင့်ချမ်းသာစေပြီးငြိမ်သက်ခြင်းနဲ့ပြည့်စေပြီးအသက်တာနေရဲ့စေသင်မေအရေးတော်မူသောချိုင်တဲ့ရှောက်သွားရသောလည်းကြောက်ပါဟန်တန်နေတော်ဝေတော်သည်ချမ်းသာစေသည်ကျွန်တော်ရန်သူများရှိမောင်းတွင်ဇပွေခင်ရဲ့ကျွေးမွေသည်ကိုယ်တော်ရှင်သာကျွန်တော်အောင်မြင်ခြင်းထောင်ဝိနေကြောကိုယ်နဲ့မှာဝိချင်ခံတော်ငယ်ငယ်ကဲ့သို့ကာရခုံးရဲ့ကိုယ်တော်ကိုကျွန်တော်ချီးမွမ်းအပြည့်များဖြစ်လို့ခဲ့ပြီးတန်ချက်တော်ဖြင့်ချမ်းသာစေပြီးငြိမ်သက်ခြင်းနဲ့ပြည့်စေပြီးအသက်တာနေရဲ့စေကောင်းဝေးနေကြောကိုယ်တည်းမှာလွတ်ချင်းခံတော်ငယ်ငယ်ကဲ့သို့ကာရခုံးရဲ့ကိုယ်တော်ကိုကျွန်တော်ချီးမွမ်းအပြည့်များဖြစ်လို့ခဲ့ပြီးတန်ချက်တော်ဖြင့်ချမ်းသာစေပြီးငြိမ်သက်ခြင်းနဲ့ပြည့်စေပြီးအသက်တာနေရဲ့စေငြိမ်သက်ခြင်းနဲ့ပြည့်စေပြီးအသက်တာနေရဲ့စေငြိမ်သက်ခြင်းနဲ့ပြည့်စေပြီးအသက်တာနေရဲ့စေ